ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီမှာကျွန်တော်ပြပေးမယ်ဟို site ကဒီမှာ9304နော်9304သူကနေတစ်နှစ်3နှစ်မြောက်မှာ9303နော်သူကနေတစ်နှစ်3နှစ်မြောက်မှာ9302နော်အဲ့တော့သူက9304 break 7နော်သူကနေ2နှစ်ချလိုက်9303 break 10နော်သူကနေ2နှစ်ချလိုက်9302နော်9302ဆို break 9နော်ဟုတ်ပြီစီနီယာတွေနဲ့ကြီးသွားမှာเนาะသူကအခုဘက်မှာစီနီယာနဲ့အလုပ်လုပ်မယ်အဲ့မှာသူကခုံတုံညာလေးလို့ထွက်လိုက်တာနဲ့တပြိုင်တည်းသူကထိတ်သုံးလုံး17ထောင်เนาะထိတ်သုံးလုံး17ထောင်နဲ့သူ့ကို2နှစ်ချလိုက်ရင်ခုံတုံညာလေးပြီးတော့ခုံတုံညာ3ထွက်တယ်အဲ့ခုံတုံညာထွက်တဲ့ချိန်မှာသူကထိတ်သုံးလုံးက2ဖြစ်သွားပြီเนาะပထမကပ်မှာထိတ်သုံးလုံးက3000နဲ့ဒုတိယကပ်မှာထိတ်သုံးလုံးက2000နဲ့เนาะအခုတတိယကပ်မှာသူကထိတ်သုံးလုံးက1000တာပေါ့เนาะ1000နဲ့အဲ့တော့ခုံတုံညာလေးထွက်တယ်ထိတ်သုံးလုံး3000เนาะအဲ့3000နဲ့ကောင်အဲ့3က3ခါလို့ဒီမှာရိုက်တယ်เนาะ3က3ခါနောက်ခုံတုံညာ3ထိတ်ထောင်သုံးလုံးက2အဲ့2တီ2ခါเนาะအဲ့တော့ခုံတုံညာ2ထွက်တဲ့ချိန်မှာထိတ်ထောင်သုံးလုံးက1အဲ့1ကဒီမှာ1ခါအဲ့3နှစ်1နဲ့ပဲကျွန်တော်တို့ကအခုထွက်မဲ့ခဏန်းကို3နှစ်1ထောက်ချက်နဲ့ဖမ်းမှာเนาะ3နှစ်1ထောက်ချက်နဲ့ဖမ်းမှာဟုတ်ပြီခုံတုံညာလေးထွက်တယ်ထိတ်ထောင်သုံးလုံး3000နဲ့အဲ့3က3လို့3ခါထိုင်တယ်ထိုင်းပြီးတာနဲ့သူအဲ့ခွန်တုံညာလေးကနေဇောင်းတက်လိုက်เนาะခွန်တုံညာလေးရဲ့ခွန်တုံညာလေးကဇောင်းတက်လိုက်1 2 3 4 4နှစ်တက်လိုက်4နှစ်တက်လိုက်ရင်2ဦးမင်္ဂလာကဏ္ဍမှာတော့6နောက်ပိတ်ပုံသေးเนาะအဲ့6ရဲ့ပါဝါကို6နောက်ပိတ်ပုံသေး6ရဲ့ပါဝါကိုဒီထိတ်နဲ့ဒီရှေ့ပေါင်းတွေကို4ရိုက်တာเนาะနောက်ခွန်တုံညာလေးပြီးတော့ခွန်တုံညာ3เนาะခွန်တုံညာ3ကိုထိတ်တောင်3လုံး2တီ2ခါလို့ပိတ်ထိုင်လိုက်ပြီသူကထိုင်းပြန်တဲ့ခွန်တုံညာကနေ1 2 3 4နှစ်တက်လိုက်เนาะ4နှစ်တက်လိုက်လို့ရှိရင်ဇောင်းတက်လိုက်လို့ရှိရင်2မင်္ဂလာကဏ္ဍမှာကိုနောက်ဘိတ်ကပုံသေးပဲเนาะကိုနောက်ဘိတ်ပုံသေးဒီထိတ်နဲ့ရှေ့ပေါင်းတွေကို4ကိုရဲ့ပါဝါ4เนาะပထမကမှလည်းကိုထိတ်ကိုနောက်ဘိတ်ပုံသေးကိုရဲ့ပါဝါကို4เนาะဒုတိယကမှလည်းကိုနောက်ဘိတ်ကပုံသေးကိုရဲ့ပါဝါကိုဒီထိတ်နဲ့ရှေ့ပေါင်း3နဲ့4ပဲเนาะအခုတတိယကမှလည်းပဲသူကခွန်3ည2ထိတ်တောင်3လုံး1က1လို့ခါထိုင်လိုက်ပြီးเนาะထိုင်းပြီးတာနဲ့သူကနေပြီးတော့ဇောင်း4နှစ်တက်လိုက်1 2 3 4နှစ်တက်လိုက်လို့ရှိရင်နှုတ်မင်္ဂလာကဏ္ဍမှာကိုနောက်ဘိတ်ကပုံသေးပဲเนาะကိုနောက်ဘိတ်ပုံတင်နဲ့သူကဒီထိတ်စီးနဲ့ရှေ့ပေါင်းနဲ့ကို4ရိုက်ထားတယ်เนาะခုံထိတ်နဲ့ရှေ့ပေါင်း9နဲ့ကို6ရဲ့ပါဝါ4ပြန်ရိုက်တယ်เนาะဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီကိုနှုတ်မင်္ဂလာကဏ္ဍမှာကိုနောက်ဘိတ်ပုံတင်ထိတ်စီးနဲ့ဒီကောင်လေးက6ပါဝါ4ရိုက်တဲ့အတွက်တဲ့အဲ့နှစ်ထဲမှာเนาะအဲ့နှစ်ထဲမှာကျွန်တော်တို့က9 10 17ကြိမ်เนาะ9ကြိမ်10ကြိမ်17ကြိမ်မှာထိတ်ထောင်3လုံးကို6ပြန်ထောင်းတယ်เนาะအဲ့ဒီ9ဒီထိတ်ထောင်3လုံး6ပြန်ထောင်းတယ်အဲ့ဒီ9ဒီနှုတ်မင်္ဂလာကဏ္ဍမှာ6နောက်ပိတ်ထားလို့เนาะ6နောက်ပိတ်6ရဲ့ပါဝါ4ရိုက်တဲ့အတွက်တဲ့သူကအဲ့နှစ်ထဲမှာ9 10 17 3ကြိမ်မှာထိတ်ထောင်3လုံး9ကွာပေါင်းချင်း9เนาะထိတ်ထောင်3လုံး9ကွာပေါင်းချင်း9ဒီ6ခါနဲ့ဒီရှေ့ပေါင်းတွေကို6ပုံတွေရိုက်တယ်နောက်ပေါင်းတွေကို6ပုံတွေရိုက်တယ်เนาะထိတ်ထောင်3လုံး9ကွာပေါင်းချင်း9ဒီ3လုံးက6ဒုတိယကမှလည်းအဲ့တိုင်းပဲနှုတ်မင်္ဂလာကဏ္ဍမှာ9နောက်ပိတ်လို့ရိုက်တယ်9ပါဝါ4ခွေးလိုက်တယ်အဲ့ဒါကြောင့်မလို့သူက9 10 17ချိန်မှာထိတ်ထောင်3လုံးကို9ပဲရိုက်တယ်เนาะထိတ်ထောင်3လုံး9ကွာပေါင်းချင်း9ကပုံသေးပဲเนาะအဲ့ဒီချိန်မှာဒီ9ခါနဲ့ဒီနောက်ပေါင်း9ကို6ကပုံသေးเนาะဒါရင်တတိယကမှလည်းသူဒီတိုင်းမှာ9နှုတ်မင်္ဂလာကဏ္ဍမှာ9နောက်ပိတ်တယ်9ပဲပါဝါ4လို့ခွေးလိုက်တဲ့တွေ့တယ်အဲ့ဒီထဲမှာ9ချိန်10ချိန်17ချိန်မှာသူကထိတ်ထောင်3လုံးကို9ပုံသေးကွာပေါင်းချင်း9ပုံသေးเนาะထိတ်ထောင်3လုံး9ကလည်းပုံသေးကွာပေါင်းချင်း9ပုံသေးဒီ9ခါနဲ့နောက်ပေါင်း1နဲ့ကို6ပုံသေးပဲเนาะ6ပုံသေးပဲဟုတ်ပြီအဲ့လိုရိုက်ပြီးတာနဲ့တဲ့သူကထိတ်ထောင်3လုံး9လို့ရိုက်လိုက်လို့သူ့ရဲ့အောက်တပွဲကြော်မှာเนาะဒီထိတ်ထောင်3လုံး9ရဲ့အောက်တပွဲကြော်မှာတဲ့ဒီ break 3ခုပေါင်းခြင်းပေါ့เนาะ break 3ခုပေါင်းခြင်း9ပြန်ဖြည့်ရတာ break 2ကဲ break 9ရဲ့ break 8ကဲเนาะနှုတ်မင်္ဂလာကဏ္ဍမှာ9နောက်ပိတ်တယ်ပိတ်လိုက်တာနဲ့ထိတ်ထောင်3လုံး9ရိုက်တယ်အဲ့9ရိုက်ပြီးတော့မှသူ့အောက်တပွဲကြော်မှာ break 3ခုပေါင်းခြင်းကို9ပြန်ကစားတာเนาะ9ပြန်ကစားပြီးတော့မှသူ့ဆောင်ကဒီကဏ္ဍ258ကိုကျွန်တော်တို့ကဖမ်းပါเนาะဒုတိယကမှအဲ့တိုင်းပဲနှုတ်မင်္ဂလာကဏ္ဍမှာ9နောက်ပိတ်တယ်9နောက်ပိတ်ပြီးတော့9ပါဝါ4အဲ့9က10ချိန်9ချိန်10ချိန်17ချိန်မှာထိတ်ထောင်3လုံး9ပုံတီထောင်နဲ့ကွာ9ရိုက်တယ်အဲ့9ကြောင်နဲ့သူ့အောက်တပွဲကြော်မှာ break 3ခုပေါင်းခြင်းကို6 break ရယ်4 break ရယ်9 break ရယ် break 3ခုပေါင်းခြင်းကို9ပြန်ဖြည့်တာဒီ1900ကြောင်เนาะ break 3ခုပေါင်းခြင်းကို9ပြန်ဖြည့်တယ်เนาะအဲ့9ပြန်ဖြည့်ပြီးရတယ်သူ့ဆောင်ကကဏ္ဍဒီ635ကိုကျွန်တော်တို့ကဖမ်းပါเนาะ
ဟုတ်ပြီဒါဆိုရင်ခုတတိယကမှာနှုတ်မင်္ဂလာကဏ္ဍမှာ6နောက်ပိတ်တယ်4လို့ခွေတယ်ခွေလိုက်တဲ့တော့အဲ့နှစ်ထဲမှာ6ချိန်10ချိန်17ချိန်မှာထိထောင်3လုံး9000ခဲ့တာသူက9000တဲ့ချိန်မှာကွာ9နဲ့နော်ကွာ9ပုံသေးဒီ3လုံး6ကလည်းပုံသေးနော်အဲ့ဒီ6ကြောင်နဲ့သူ့ရဲ့တစ်နှစ်ကျော်မှာအောက်တပွဲကျော်မှာကျွန်တော်တို့ဒီဘရိတ်3ခုပေါင်းခြင်းကို10ဘရိတ်ကဲ2ဘရိတ်ကဲ6ဘရိတ်ကဲနော်6လို့ပြန်ပြီးတော့ဖြီးရမှာဒီပွဲမှာကျွန်တော်တို့6ဘရိတ်ကိုအပိုင်းကိုင်းကစားတာနော်မနှစ်ကဒီပွဲမှာကျွန်တော်တို့ဘရိတ်3ခုပေါင်းခြင်း6ဖြည့်ရမယ်ဆိုပြီး6ဘရိတ်ကိုအပိုင်းကိုင်းကစားတယ်ဒါပေမဲ့ကဏ္ဍကတော့934ဖြစ်သွားတာเนาะ3နှစ်လေးတော့မဟုတ်ဘူးကျွန်တော်တို့ထုတ်လိုက်တာ934เนาะဟုတ်ပြီအဲ့လိုဘရိတ်3ခုပေါင်းခြင်း6လို့ပြန်ဖြစ်ပြီးတာ ਨੇ သူ့ဆောင်မှာထွက်မဲ့ကဏ္ဍကိုကျွန်တော်တို့ကဖမ်းပါเนาะဟုတ်ပြီပထမကံမှာသူကတော့ဒီဆောင်မှာထိတ်တောင်3လုံး9เนาะအဲ့9ကိုသူ့အောက်တပွဲကျော်မှာဘရိတ်3ခုပေါင်းခြင်း6လို့ဖြစ်တယ်ဖြစ်ပြီးတာ ਨੇ သူ့ဆောင်ကကဏ္ဍ258ဆိုတဲ့ကဏ္ဍလီတဲ့เนาะ258ဆိုတဲ့ကဏ္ဍလီသူကဒီခွန်300လေးထွက်ထားတဲ့ကောင်ရဲ့နောက်နှစ်ကကဏ္ဍเนาะခွန်ညာလေးထွက်ထားတဲ့ကောင်လေသူ့အဘေးနှစ်ကကဏ္ဍเนาะအဲ့ကဏ္ဍဒီเนาะဘယ်ကဏ္ဍဖြစ်မလဲဆိုတော့ तू ကခွန်ညာလေးထောက်ထားတဲ့ချိန်မှာထိတ်ထောင်3လုံး3000ထားတယ်အဲ့3000ထားတဲ့အတွက်တဲ့သူ့ရဲ့နောက်နှစ်မှာ3ခါလို့ထိုင်လိုက်တာ ਨੇ အဲ့3ခါရဲ့အောက်ကကဏ္ဍပေါ့เนาะဒီထိတ်ထောင်3လုံး3ဒီ3ခါထိုင်လို့3ခါရဲ့အောက်ကကဏ္ဍအဲ့3ခါလို့အောက်ကကဏ္ဍเนาะဒုတိယကမှလည်းသူဒီတိုင်းမယ်เนาะဒုတိယကမှလည်းဒီ635ဆိုတဲ့ကဏ္ဍကိုကျွန်တော်တို့ကနော်ဒီထိတ်ထောင်3လုံးကိုအဲ့6ကြောင်ပရိ3ခုပေါင်းခြင်းကိုကျွန်တော်တို့က6ကစားမှာနော်ပရိ3ခုပေါင်းခြင်း6ကစားတယ်အဲ့ပရိ3ခုပေါင်းခြင်း6ကစားပြီးတာ ਨੇ သူဆောင်က635ဆိုတဲ့ကဏ္ဍကိုဖမ်းမှာနော်အဲ့ကဏ္ဍတည်တဲ့ပထမကမှတော့ခွန်304ရဲ့ဘေးနှစ်က3ခါရဲ့အောက်ကကဏ္ဍနော်ဒုတိယကကြတော့ခွန်303အဲ့ခွန်303ရဲ့ဘေးနှစ်ကကဏ္ဍနော်အဲ့ခွန်303ကြတဲ့အချိန်မှာထိတ်ထောင်3လုံးနှစ်ဖြစ်ထားတဲ့အတွက် तू ကနှစ်ခါရဲ့အောက်ကကဏ္ဍနော်ထိတ်ထောင်3လုံး3ကြပြီးတော့နှစ်ခါရဲ့အောက်ကကဏ္ဍနော်ထိတ်ထောင်3လုံး3ပြီးထိတ်ထောင်3လုံးနှစ်ကအဲ့နှစ်ကနှစ်ခါလို့ထိုင်ထားတဲ့အတွက်အဲ့နှစ်ထဲမှာနှစ်ခါထိုင်တဲ့နှစ်ခါထိုင်ရဲ့အောက်ကကဏ္ဍနော်အဲ့635ဆိုတဲ့ကဏ္ဍကဒီမှာလာပြီးတော့ပေါက်ပေးရတာနော်ဟုတ်ပြီဒါဆိုရင်ခုတတိယကတတိယကဒီမှာ2ခွန်3ညနော်အဲ့မှာထိတ်ထောင်3လုံးက1အဲ့1ကတစ်ခါလို့ထိုင်လိုက်တဲ့အတွက်အဲ့နှစ်ထဲမှာအခုဒီမှာကြမယ်ကဏ္ဍတည်တဲ့နော်အခုဒီမှာထွက်မဲ့ကဏ္ဍဘရိတ်3ခုပေါင်းခြင်း6ဖြစ်ပြီးတော့သူ့ဆောင်ကနော်ဒီထိတ်ထောင်3လုံး6ကြောင်ဘရိတ်3ခုပေါင်းခြင်း6ဖြစ်တယ်အဲ့6ရဲ့ဆောင်မှာထွက်မဲ့ကဏ္ဍနော်အဲ့ကဏ္ဍတည်တဲ့သူကတတိယကနော်နှစ်ခု3ညချတဲ့အချိန်မှာသူကထိတ်ထောင်3လုံး1အဲ့1ကတစ်ခါလို့ထိုင်ထားတဲ့အတွက်အဲ့နှစ်ထဲမှာတစ်ခါရဲ့အောက်ကကဏ္ဍမှာတဲ့နော်တစ်ခါရဲ့အောက်ကကဏ္ဍဆိုတော့သူကဒီမှာတစ်ခါထိုင်တယ်နော်ဒီမှာတစ်ခါထိုင်တဲ့အတွက်သူ့အောက်ကကဏ္ဍနော်991နောက်ဒီမှာတစ်ခါထပ်ထိုင်တဲ့အတွက်သူ့အောက်ကကဏ္ဍ642နော်ဒီမှာတစ်ခါထပ်ထိုင်တဲ့အတွက်သူ့အောက်ကကဏ္ဍ196နော်တစ်ခါအဲ့နှစ်ထဲမှာ4ချိန်ထိုင်ထားတယ်ဒီမှာတစ်ခါထိုင်တဲ့အတွက်သူ့အောက်ကကဏ္ဍ435နော်အဲ့တော့991အာရဲ့တစ်ခါရဲ့အောက်ကဆို991တစ်ခါရဲ့အောက်က991အာတစ်ခါရဲ့အောက်မှာ642အာတစ်ခါရဲ့အောက်မှာ196အာဒီတစ်ခါရဲ့အောက်မှာ435အာနော်ဟုတ်ပြီကဏ္ဍ4ခွက်နော်တစ်ခါရဲ့အောက်မှာအောက်ကကဏ္ဍ4ခွက်အာထိုးပေးရမှာနော်2022ထဲကကဏ္ဍပေါ့နော်2022ထဲကခွန်3ညနှစ်ကဘေးနှစ်ကကဏ္ဍနော်အဲ့ဒါမှသူတစ်ခါရဲ့အောက်ကကဏ္ဍဖြစ်ရမှာဟုတ်ပြီအဲ့ဒါဆိုအဲ့တစ်ခါကိုပြန်ချုပ်မယ်နော်တစ်ခွက်ပြန်ချုပ်ပြီးမယ်အဲ့4ခွက်ထဲကတစ်ခွက်ပြန်ချုပ်ပြီးမယ်အဲ့တစ်ခါဒီဘယ်တစ်ခါဖြစ်မလဲဆိုတော့ပြန်ချုပ်ကြည့်မယ်နော်အဲ့ခွန်3ည4ရဲ့ခွန်3ည4နော်ထိတ်တောင်3000ထားတဲ့အတွက်3ခါထိုင်တယ်အဲ့3ခါထိုင်တဲ့အတွက်အဲ့ဒီ3ခါရဲ့အောက်ကကဏ္ဍနော်ဒီမှာ light ထွက်တာ3ခါရဲ့အောက်ကကဏ္ဍအဲ့တော့အဲ့3ခါဒီဘယ်3ခါဖြစ်မလဲဆိုတော့ခွန်ထိတ်နဲ့3ခါတယ်နော်ရှေးပေါင်း30ပေါ့3ခါကိုခွန်ထိတ်နဲ့ရှေးပေါင်း30သူ့အောက်ကကဏ္ဍအဲဒုတိယကံမှာလည်းသူအဲ့တိုင်းပဲတဲ့သူကြတော့ခွန်3ည3မှာထိတ်တောင်လုံး2ထောင်ထားတဲ့အတွက်2ခါထိုင်ထားတဲ့အတွက်အဲ့2ခါဒီဘယ်2ခါဖြစ်မလဲဆိုတော့ဒီမှာ2ခါပထမကံမှာခွန်ထိတ်နဲ့ခွန်3ရှေးပေါင်း30အခု2ခါထိုင်တဲ့ချိန်မှာ8ထိတ်နဲ့8နှစ်ရှေးရွဲ30နော်ပထမကံမှာ3ခါထိုင်တဲ့ချိန်မှာခွန်ထိတ်နဲ့ခွန်3ရှေးပေါင်း30အောက်ကကဏ္ဍအခုဒုတိယက2ခါထိုင်တဲ့ချိန်မှာ8ထိတ်နဲ့8နှစ်ရှည်တွဲရှည်ပေါင်း30အောက်ကကဏ္ဍနော်ဒါတကူတတိယကမှာသူကဒီနှစ်ခွန်3ညမှာတဲ့ထိတ်တောင်3လုံးတစ်ခါလို့ထိုင်ထားရတော့အဲ့တစ်ခါဒီအောက်ကကဏ္ဍပြန်ထွက်ပေးရမှာအဲ့တစ်ခါဒီဘယ်တစ်ခါဖြစ်မလဲဆိုတော့ဒီတစ်ခါဒီရှည်ပေါင်း30မဖြစ်ဘူးဒီတစ်ခါနော်ဒီတစ်ခါရဲ့အောက်ကကဏ္ဍတစ်ခါရှည်ပေါင်း30နော်ပထမကမှာ3ခါခွန်ထိတ်နဲ့3ခါကိုခွန်ထိတ်နဲ့ရှည်ပေါင်း30အောက်ကကဏ္ဍဒုတိယကမှာ3ခါပြီးတော့2ခါကိုရှည်ပေါင်း30နဲ့8ထိတ်နဲ့ရှည်ပေါင်း30နဲ့သူ့အောက်ကကဏ္ဍတတိယကကြတော့တစ်ခါအဲ့တစ်ခါကိုပထမကမှာခွန်ထိတ်ဒုတိယကမှာ8ထိတ်တတိယကမှာ9ထိတ်နဲ့ရှည်ပေါင်း30အောက်ကကဏ္ဍ642နော်
ဟုတ်ကဲ့နော်အဲ့တော့ကဏ္ဍ၄ခွက်ထဲကကျွန်တော်6လေးနှစ်အာပေါ့နော်6လေးနှစ်ကိုအာထိုးလိုက်6လေးနှစ်အာကိုထိုးထားလိုက်ပဲနော်ဟုတ်ကဲ့အားလုံးပဲ good luck နော်ကံကောင်းကြပါစေ